ဒီမင်းကလေးဟာသူ့ကိုဆေးခတ်ဖို့ကြံစီနေတဲ့ကောက်ကျစ်တဲ့မယားငယ်ကိုကြော့ခွင်နဲ့ကိုမိပါစေတိုးတဲ့သဘောနဲ့အဲ့ဒီလိုစီကိုပြစ်လွတ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီနောက်မှာတော့သူမကိုယ်တိုင်လည်းအဲ့ဒီဆေးရီကိုပဲတောက်ချလိုက်ပြန်တယ်။ဘာလို့လဲဆိုတော့ဘေးဒုက္ခရောက်နေတဲ့အချိန်မှာသူမရဲ့ခင်ပွန်းကဘသူ့ကိုအရင်ကယ်မလဲဆိုတာစမ်းသပ်ချင်လို့ပါ။တကယ်တမ်းခင်ပွန်းတီသူရောက်လာတဲ့အခါမှာတော့သူမရဲ့နှလုံးသားတစ်ခုလုံးကြေကွဲသွားရတယ်။ဘာဖြစ်လို့လဲဆိုတော့ခင်ပွန်းတီသူဟာဘာမှမစင်ဆိုင်ပဲအဲ့ဒီမယားငယ်ကိုပဲအရင်ပြေးကယ်လို့ပါပဲ။အမှန်တော့ဒီလက်ထပ်ပွဲဟာမိန်းကလေးဘက်ကအတင်းကျပ်ဖန်တီးခဲ့တာဖြစ်ပြီးယောက်ျားဖြစ်သူရဲ့ရင်ဘတ်ထဲမှာတော့မယားငယ်ကပဲနေရာယူထားတာပါ။တကယ်တော့မင်္ဂလာပွဲမတိုင်ခင်သူပတ်လိုမှာအဲ့ဒီလိုဟာမယားငယ်နဲ့လက်ထပ်ရမှာပါ။ဒါပေမဲ့မင်္ဂလာပွဲကျင်းပနေတော့မှပဲမယားငယ်ကဖုံးတစ်ချက်ဝင်လာပြီးလူအများရှိမှအမျိုးသားကိုအဆက်ခွဲကပွဲဖြတ်သွားခဲ့တာပါ။အဲ့ဒီအချိန်မှာပဲအမြဲရောင်မင်းနဲ့ဖုံးဆက်ထားတဲ့အမျိုးသမီးတယောက်ခန်းမထဲကိုဝင်လာပြီးလူတိုင်းကိုတုံလှုပ်သွားစေခဲ့တယ်။သူမဟာတာမန်အမျိုးသမီးမဟုတ်ဘဲလူတိုင်းကြောက်ရတဲ့ဩဇာကြီးမိသားစုတစ်ခုရဲ့ရက်ဆက်တဲ့အကြီးအကဲ boss ခင်နေလို့ပါပဲ။ငငယ်ကမိသားစုရဲ့ရောင်စားခြင်းခံရပြီးမဲ့အခုတော့သူမဟာပိုပြီးအစွမ်းထက်တဲ့ပုံစံနဲ့ပြန်လာခဲ့တယ်။ကိုယ်တိုင်လည်းအဖေရင်းကိုလေးဖြတ်အောင်လုပ်အကိုဖြစ်သူကိုတတ်ပြီးတမိသားစုလုံးကိုအပိုင်စီးထားတဲ့သူပေါ့။အခုလိုအမောင်လောကရောအလင်းလောကမှာပါဩဇာရှိတဲ့ရက်ဆက်တဲ့သူမကဘာလို့တခြားတယောက်ကိုချစ်နေတဲ့အဲ့ဒီလူကိုမှလက်ထပ်ချင်ရတာလဲအကြောင်းရင်းကတော့ငငယ်တုန်းကအဲ့ဒီလူဟာသူမကိုလက်ထပ်ပါမယ်လို့ဂတိပေးခဲ့ဘူးလို့ပါဒါပေမဲ့အချိန်တွေကြာလာတော့ထိုလူကဂတိကိုမေ့သွားခဲ့တယ်ဒါကြောင့်သူမဟာထိုလူမိသားစုရဲ့တရားမဝင်ငွေစည်းတွေကိုပြပြီးချင်းချောက်ကမတရားတဲ့စာချုပ်တစ်ခုမှာလက်မှတ်ထိုးခိုင်းခဲ့တယ်အဲ့ဒီစာချုပ်ထဲမှာအကယ်၍ထိုလူကသူမကိုကွာရှင်းခဲ့ရင်မိသားစုပိုင်ဆိုင်မှုအလုံးဟာသူမနာမည်အောက်ရောက်သွားမယ်လို့ပါရှိပါတယ်။မိသားစုကိုကာကွယ်ဖို့အတွက်ထိုလူဟာမတက်တာပဲလက်မှတ်ထိုးခဲ့ရတာပါ။ဒါပေမဲ့အတင်းအကျပ်စူလျာရေးပတ်ထားတဲ့အိမ်တောင်ကြီးကဖဲမှာပြောစရာကောင်းပါမလဲ။မင်္ဂလာဦးညမှာတင်သူတို့နှစ်ယောက်ရန်ဖြစ်ကြတယ်။ဇနီးဖြစ်သူကသူမဟာပိုင်ရှင်ဖြစ်တဲ့အလားအခွင့်အာဏာတွေပြတယ်။ဒါကိုခင်မောင်ကအစော်ကားခံရတယ်လို့ခန်းစားရပြီးမရငယ်ကိုပဲလွှမ်းနေခဲ့တယ်။အတူတူမအိတ်ချင်တာကြောင့်အဲခန်းမှာသွားအိတ်ဖို့ကြိုးစားပေမဲ့ဇနီးဖြစ်သူကကြိုတင်စီစဉ်ထားပြီးသားပါ။အဲ့ဒီအိမ်ကြီးထဲမှာအိတ်ခန်းထဲကကုတင်ကြွယ်ရင်တခြားဘာဆိုဖာဘာကုတင်မှမရှိပါဘူး။နောက်ဆုံးတော့သူအိတ်ခန်းထဲကိုပဲပြန်လာခဲ့ရတယ်။တကယ်တော့ဇနီးဖြစ်သူလိုချင်တာကအာနာပြဖို့မဟုတ်ဘဲစစ်မှန်တဲ့အချစ်ကိုသာလိုချင်တာပါ။နောက်ရက်မှာခင်မွန်းဖြစ်သူကဇနီးကိုပြပွဲတစ်ခုခေါ်သွားတဲ့အခါမှာတော့အဲ့ဒီမယားငယ်ကထပ်ပေါ်လာပြန်တယ်။ဇနီးဖြစ်သူကဒေါသထွက်ပြီးသူမရဲ့ခင်မွန်းကိုကာကွယ်တဲ့အနေနဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။ဒါပေမဲ့မယားငယ်ကလည်းမခေပါဘူး။သူမကိုသူမတနာစရာကောင်းတဲ့သားကောင်ဖြစ်အောင်တရုပ်ဆောင်ပြီးခင်မွန်းဖြစ်သူယုံအောင်လုပ်ပါတော့တယ်။ခင်မွန်းကလည်းအဲ့ဒီစကားတွေကိုယုံပြီးဇနီးဖြစ်သူကိုဗီလိန်တလောက်လိုမြင်လာလေ။ဒါပေမဲ့ဇနီးကလည်းအလျှော့မပေးပဲနင်ပထမရီးစားစီသွားဖို့အတွက်မင်္ဂလာပွဲကိုခက်ခဲ့တာမဟုတ်လားဆိုပြီးလူအများရှိမှဖော်ကောင်လောက်ကတတိပေးလိုက်တယ်။ဒါတောင်မှခင်မွန်းထစ်သူကမယားငယ်ကိုပဲတနာနေတော့မို့မယားငယ်ကပို့ပြီးရဲတင်လာတယ်။အခုတော့ကျမဖုန်းတစ်ချက်ဆက်လိုက်ရင်သူကျမစီပြေးလာမှယူစိန်ခေါ်လိုက်တဲ့အခါဇနီးဖြစ်သူကဒေါသတကြီးနဲ့ပါးတစ်ချက်ရိုက်ချလိုက်ပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါခင်မွန်းကိုလည်းအဲ့ဒီမိန်းမနဲ့မတွေ့ဘူးတတိပေးခဲ့တယ်။ဒါပေမဲ့ခင်မွန်းကဒါကိုအမိန့်ပေးခံရတယ်လို့ထင်ပြီးမခံကျင်စိတ်နဲ့ညဘက်မယားငယ်ဖုန်းဆက်တာကိုမကြိုက်ပဲနေခဲ့တယ်။တငယ်ချင်းဖြစ်သူရဲ့အကြံပေးချက်အရဖုန်းပါပိတ်ထားလိုက်တယ်။အဲ့ဒီနောက်မှာတော့သူဟာလွတ်လပ်သူဖြစ်ကြောင်းတက်တည်ပြဖို့အတွက်မယားငယ်ကိုဘားတစ်ခုမှချင်းထွေပြီးအတိတ်ကအမတ်တရေတွေကြားမှာနစ်မျောနေကြတယ်။မယားငယ်ကခင်မွန်းကိုဖတ်ထားတဲ့အချိန်မှာခင်မွန်းရဲ့စိတ်တွေပြောင်းညံ့သွားပြီးနှစ်ယောက်သားတန်ရောစင်တွေပြန်နိုးထားကြတယ်။အဲ့ဒီအချိန်မှာလည်းဇနီးဖြစ်သူရောက်လာတယ်။သူမရဲ့မျက်နှာကတီးငိမ့်နေပေမဲ့အတန်ထဲမှာတော့ကြောက်စရာကောင်းတဲ့ဒေါသတွေတာနေတယ်။ကျမခင်မွန်းရဲ့ဒေါသကိုကျမတီးခံနိုင်တယ်။ဒါပေမဲ့ကျမရဲ့စီးကိုကြော်လာရင်တော့ဘသူ့ကိုမှခွင့်မလွတ်ဘူးလို့ပြောပြီးအရက်ပလေးနဲ့မယားငယ်ကိုရိုက်ဖို့ကြိုးစားတယ်။အဲ့ဒီမှာတင်ခင်မွန်းဖြစ်သူကမယားငယ်ရှိကနေကာကွယ်ပေးလိုက်တယ်။ဒါကိုမြင်လိုက်ရတဲ့ဇနီးဖြစ်သူကလောင်ပြုံးလေးပြုံးလိုက်ပြီးနောက်တစ်ဆက်ကမှတော့သူတို့နှစ်ယောက်လုံးကိုတနက်နဲ့ချင်းလိုက်ပါတော့တယ်။သူမကပြောလိုက်တယ်။တနက်ထဲမှာကြည်စံတောင်ပဲကြမ်းတော့တယ်။နင်တို့နှစ်ယောက်ထဲကဘသူအရင်သိမလဲဆိုတာကြည့်ရအောင်။ကဲနောက်ထပ်ပါရီဆက်ဖြစ်မလဲ။ဒီဇလန်းလေးရဲ့အဆက်ကိုသိကျင်သေးရင်ဒါမှမဟုတ်တခြားဇလန်းမျိုးပြန်ပေးဖို့လိုအပ်ရင်ပြောပါအောင်နော်။